ဝိုင်းစုခိုင်တဲ့ကိုသူမရဲ့သားဟင်းဝင်ရဲ့မင်္ဂလာပွဲကိုမဖိတ်ဖို့ပြောထားတယ်။ဟင်းဝင်ရဲ့မိခင်ရဲ့တရင်များပေါက်ကြားလာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲဟင်းဝင်ရဲ့နဲ့ဝိုင်းစုခိုင်တဲ့တို့ဟာလာမယ့်နိုဝင်ဘာလ14ရက်နေ့ရန်ကုန်မြို့ရဲ့နာမည်ကျော် Novotel Hotel March မှာကြီးကျယ်ခမ်းနားစွာနဲ့မင်္ဂလာဧည့်ခံပွဲကြီးကိုကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ဒီပွဲဟာအနုပညာလောကထဲမှာနာမည်ကြီးအနုပညာရှင်တွေထိပ်တန်းမင်းသားမင်းသမီးတွေအဆိုတော်တွေဒါရိုက်တာတွေအစုံလင်ကိုဖိတ်ကြားထားတဲ့ပွဲကြီးတစ်ပွဲဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့လည်းဒီလောက်ခမ်းနားကြီးကျယ်တဲ့ပွဲအနုပညာမောင်နှမအစုံလင်တက်ရောက်မဲ့ပွဲမှာအဆိုတော်ဝိုင်းစုခိုင်တဲ့တယောက်ကတော့ဖိတ်ကြားခြင်းခံရမှာမဟုတ်ဘူးလို့အတွင်သတင်းတွေကဆိုပါတယ်။ဒီလိုမင်္ဂလာဆောင်ပွဲကိုဖိတ်စာမပေးရတဲ့အဓိကအကြောင်းရင်းကလည်းတခြားသူကြောင့်မဟုတ်ပါဘူး။သူတို့သားဟင်းဝင်းရဲ့မိခင်ဖြစ်သူဒေါ်ဆန်းဆန်းဝင်းကြောင့်ဖြစ်တယ်လို့ပြောကြပါရယ်။ဟင်းဝင်းရဲ့မိခင်ဒေါ်ဆန်းဆန်းဝင်းဟာသူမသားရဲ့မင်္ဂလာပွဲကိုဝိုင်းစုခိုင်တဲ့ကိုလုံးဝမဖိတ်ဖို့အတွက်ဖိတ်စာမပို့ဖို့အတိလေးညွှန်ကြားထားတယ်လို့သိရပါရယ်။ပရိသတ်တချို့သိကြတဲ့အတိုင်းမှာပဲဟင်းဝင်းရဲ့နဲ့ဝိုင်းစုခိုင်တဲ့တို့ကအတိတ်တစ်ချိန်ကအရန်ကိုချစ်ခင်ဆုံးမခဲ့ကြတဲ့ချစ်သူနှစ်ဦးဖြစ်ကြပါရယ်။သူတို့နှစ်ဦးရဲ့အခြေအနေကအရိခေအရိခါကပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့ပြီးတော့သဘောတူဝင်းရံတဲ့သူတွေလည်းများခဲ့ရပါဒါပေမဲ့အဲ့ဒီအချိန်မှာဟင်းဝင်းရံတို့မိဘတွေဘက်ကဒီအခြေအနေကိုလုံးဝသဘောမတူခဲ့ပါဘူးအကြောင်းရင်းကတော့ဟင်းဝင်းရံတို့မိသားစုဟာအင်မတန်ကျွဲဝချမ်းသာတဲ့မိသားစုဖြစ်ပြီးတော့အဲ့ဒီအချိန်ကအနုပညာလောကမှာနေရာတနေရာရဖို့စူးစမ်းနေစေဖြစ်တဲ့ငွေကုန်မရှိတဲ့ဝိုင်းစုခိုင်သိန်းကိုသဘောမတူနိုင်ခဲ့ရပါမိဘတွေရဲ့သဘောမတူညီမှုကိုအထိုက်ခံလုပ်ပြီးတော့ဟင်းဝင်းရံနဲ့ဝိုင်းစုခိုင်သိန်းတို့ဟာခိုးပြေးတဲ့အဆင့်ထိပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့ကြပေမဲ့နောက်ဆုံးမှာတော့မိဘတွေကအတင်းအကျပ်ဖိအားပေးလမ်းခွဲစေခဲ့ရကြောင်းသူတို့နှစ်ဦးရဲ့အခြေအနေဟာဝမ်းနည်းပွေနဲ့အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှာတော့နှစ်ဦးစလုံးဟာကိုစီဘဝလန်းခရီးအသစ်တွေကိုရှောက်လန်းနေကြပါပြီ။ဟေးဝင်းရံကမင်းသမီးကျော်ဆိုပြည့်တဲ့စင်နဲ့ဘဝသစ်ထူထောင်တော့မှာဖြစ်တယ်လို့ဝိုင်းစုခိုင်သိန်းကလည်းသူမရဲ့အနုပညာနဲ့စီးပွားရေးမှာအောင်မြင်စွာနဲ့ရပ်တည်နေပါတယ်။ဒါပေမဲ့အတိတ်ကဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်အထူးသဖြင့်မိဘအတိုင်းဝိုင်းကိုစန့်ကျင်ပြီးတော့ခိုးပြေးတဲ့အထိဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ဟေးဝင်းရဲ့မိသားစုအထူးသဖြင့်မိခင်ဖြစ်သူဒေါ်ဆန်းဆန်းဝင်းရဲ့စိတ်ထဲမှာအခုထိအစစ်မပြေသေးဘူးလို့ယူဆရပါတယ်။ဒါကြောင့်အနုပညာလောကတစ်ခုလုံးကိုမင်္ဂလာဆောင်ဖိတ်စာကမ်းနေပေမဲ့ဝိုင်းစုခိုင်တဲ့တယောက်ကိုတော့တမင်တကာခြံလက်ထားဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သုံးသပ်ရပါတယ်။တချို့တွေကလည်းဒါဟာနှစ်ဦးနှစ်ဖက်မျက်နှာပူစရာမဖြစ်ရအောင်ရှောင်ရှားလိုက်တဲ့သဘောလို့ဆိုကြပါတယ်။တကယ်လို့ဖိတ်လိုက်လို့ဝိုင်းစုခိုင်တဲ့ကတက်ရောက်လာခဲ့ရင်ပွဲရှင်တွေဘက်ကနေရခန့်နိုင်တယ်လို့တက်လာတဲ့ဝိုင်းစုခိုင်တဲ့ကိုယ်တိုင်ကလည်းနေရထိုင်ရခက်ခဲနိုင်ပါတယ်။အထူးသဖြင့်ကတော့သူတို့သမီးလောင်ဖြစ်တဲ့ဆိုပြည့်တဲ့စင်အတွက်စိတ်မကောင်းဖြစ်เสียဒါမှမဟုတ်စိတ်အနှောက်အယှက်ဖြစ်เสียမဖြစ်အောင်ကြိုတင်ကာကွယ်လိုက်တဲ့သဘောမျိုးလည်းဖြစ်ပါတယ်။ဘယ်သူတို့သမီးမဆိုကိုယ့်ရဲ့မင်္ဂလာပွဲမှာကိုသူတို့သားရဲ့အသိကဒီလောက်ထိဒရမာတွေပြင်းထန်ခဲ့တဲ့ချစ်သူဟောင်းကိုတွေ့ရတာစိတ်ချမ်းသာစရာကတော့မရှိတော့ပါဘူး။ဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်ရင်လည်းတကယ်လို့သာဟင်းဝင်းရံတို့မိသားစုဘက်ကစိတ်တော်ရာကြီးကြီးနဲ့ဖိတ်ကြားခဲ့တယ်ဆိုအောင်တော့ဝိုင်းစုခိုင်သိန်းဘက်ကဒီမင်္ဂလာပွဲကိုတက်ရောက်ဖို့ကတော့လုံးဝမသေးကြသလောက်ပါပဲ။အခုတော့မဖိတ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကသူတို့သားမိခင်ဘက်ကဓာတ်ရိုက်ထွက်လာခဲ့ရဆိုတော့ဒီကိစ္စကပရိသတ်တွေကြားမှာပြောစရာကောင်းစဉ်တစ်ခုဖြစ်လာပါတယ်။အခုကြည့်ရှုနားထောင်နေကြတဲ့ပရိသတ်တို့အနေနဲ့ဒီကိစ္စပေါ်မှာဘယ်လိုမြင်ပါသလဲ။တားဖြစ်သူရဲ့မင်္ဂလာပွဲကိုအတိတ်ကချစ်သူအောင်ဖြစ်ခဲ့တဲ့ဝိုင်းစုခိုင်သိန်းကိုမဖိတ်ဖို့ဆုံးဖြတ်လိုက်တဲ့ဟင်းဝင်းရံတို့မိသားစုအထူးသဖြင့်မိခင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုထင်ပါသလဲ။နှစ်ဦးနှစ်ဖက်အနေရမခံအောင်ကြိုးတိရှောင်ရှားလိုက်တာကအကောင်းဆုံးလို့ထင်ပါသလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။